လူဒီအများကြီးကြားထဲမှာနေုံနဲ့အဖော်ရမှာမဟုတ်ဘူးနှဆိုင်နဲ့ခံယူချက်ယုံကြည်ချက်နှဆိုင်နဲ့မြင့်မြတ်တဲ့သဘောထားတွေနဲ့တယောက်နဲ့တယောက်ဆက်ဆံကြမှာလားအဖော်မဲ့နေတဲ့ဆိုတဲ့ခံစားမှုကပြောင်းပါအခုခေတ်လူတွေကလူကိုအဖော်လုပ်လို့မရရင်တီဗီဗီဒီယိုတွေကိုအဖော်လုပ်ပြီးနေကြတယ်ပိုဆိုးတာပဲအဲ့ဒါပြဿနာကိုဖြေရှင်းတာမဟုတ်ဘူးပြဿနာကိုဖုံးလိုက်တာပဲရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးမရှိရင်စိတ်မကြမ်းပါဘူးစိတ်ချင်းမတွေးဆုံနိုင်တဲ့ဆက်ဆံရေးဟာအပေါ်ယံဆက်ဆံရေးပဲဖြစ်တယ်အပေါ်ယံဆက်ဆံရေးဟာစိတ်အတွက်အာဟာရမဖြစ်ဘူးအစိတ်အတောက်ဖြစ်တယ်မိတ်ဆွေကောင်းရှိအောင်ဘယ်လိုစိတ်ထားမျိုးနဲ့ဆက်ဆံရမယ်ဆိုတာကိုလေ့လာပြီးအဲ့ဒီစိတ်ထားမျိုးကိုမွေးယူဖို့လိုတယ်အဲ့ဒီလိုမွေးယူတာပညာရေးအဲ့ဒါသဘောပေါက်စေခြင်းတယ် PhD ပါရဂူဘွဲတွေဘယ်နှထက်ရနေဒီလိုအစင်မြင့်တဲ့အသိဉာဏ်မျိုးစိတ်ထားမျိုးမရသေးအဲ့ဒီလူဟာပညာတတ်မဖြစ်သေးဘူးမိတ်ဆွေကောင်းရေရှည်ပေါင်းလို့ရမိသူကိုတေးသေးချာချာစင်းစင်းစားစားရှာရမယ်စုဆောင်းရမယ်ယတနာတွေစုတယ်လို့ပဲမိတ်ဆွေကောင်းတွေစုရမယ်နော်မိတ်ဆွေမရှိတဲ့ဘဝဟာဘယ်သူမှမသိပဲတည်နေတာနဲ့တူတယ်ဒါပေမဲ့ तू တည်နေတာကိုတော့ဘယ်သူမှမမြင်ဘူးကိုယ်တိုင်ကမိတ်ဆွေကောင်းတယောက်ဖြစ်ရတာကအမြင့်မြတ်ဆုံးနဲ့အခက်ခဲဆုံးအလုပ်ဖြစ်ပါတယ်ကိုကမိတ်ဆွေကောင်းလို့စိတ်ထားမှုမထားနိုင်လို့ရှိရင်မိတ်ဆွေကောင်းကိုတွေ့တော့မှမိတ်ဆွေကောင်းကိုရမှာမဟုတ်ဘူးနော်ကိုဘာကိုရတယ်လဲဆိုတာကကိုဘလို့စိတ်ထားရှိလဲဆိုတာမှာအများကြီးမူတည်နေတယ်ကိုမှာယူနိုင်တဲ့စိတ်နေသဘောထားနဲ့အတိဉာဏ်ရှိမှသာယူလို့ရတယ်နော်ယူနိုင်တဲ့စိတ်နေသဘောထားနဲ့အတိဉာဏ်မရှိရင်ယူလို့မရဘူးအဲ့ဒီတော့မိတ်ဆွေကောင်းနဲ့တွေ့ရင်တောင်မှကိုကမိတ်ဆွေကောင်းနဲ့တန်းနဲ့စိတ်ထားမျိုးရှိမှသာသူနဲ့ကိုနဲ့ဟာမိတ်ဆွေကောင်းဖြစ်တော်မယ်